ဒီနေ့ဘဘတငယ်စင်းတို့ကိုတခြားပုံစံချီထိုးနည်းလေးထုတ်ပြမယ်ပေါ့နော်ဘဘကျတော့ဝေါ်လက်မို့လို့ဒီအောက်ကနှစ်ကွက်ကိုကြော်ခဲ့ပါမယ်တငယ်စင်းတို့ကကျတော့အပေါ်မှာပုံမှန်ကော်ချမ်းနဲ့ထိုးမယ်ဆိုရင်တော့မကြော်လဲရတယ်နော်အဲ့တော့ဘယ်လိုလေးစထိုးမှလဲဆိုရင်အောက်ကနှစ်ကွက်ကိုခြံမယ်၃ကွက်မြောက်မှာစထိုးမယ်၃ကွက်မြောက်မှာချီစားယူမယ်အဲ့တော့ဘဘကအပေါ်ဘယ်နှကွက်တက်မှလဲဆိုတော့ခုနှစ်ကွက်ဒီချီဝင်ထားတဲ့အကွက်ပါစိုက်မယ်ဆို1 2 3 4 5 6ခုအဲ့ကွက်ထဲကိုချီဝင်မယ်နောက်တစ်ခွက်ကျတော့ဘူးလို့ဘယ်လိုထိုးမှလဲဆိုရင်သူ့ရဲ့ဘေးကက်ရက်ခွက်ကိုမထိုးဘဲနဲ့အပေါ်ကိုတစ်ခွက်လျှော့ပြီးတော့မှချီဝင်မယ်အဲ့တော့အောက်ကိုချီကတစ်ခွက်လျှော့ပြီးတော့ယူတာမို့လို့ဘူးလို့ကအပေါ်ကိုကျတော့ချီတစ်ခွက်တိုးပြီးတော့မှယူမယ်ပေါ့နော်ဒီမှာအောက်ကိုချီတစ်ခွက်လျှော့ယူလိုက်တယ်အဲ့တော့အပေါ်ကိုကျတော့မရီပါနဲ့เนาะကိုဘေးကဒီမှာထိုးထားတဲ့အကွက်ရဲ့အပေါ်ဖက်နဲ့အပေါ်ကတစ်ခွက်ကိုယူလိုက်ရင်အဆင်ပြေပါတယ်အဲ့တော့ဒီချီဆောင်ဝင်တာကိုကျတော့တစ်ခွက်လျှော့မယ်အပေါ်ကိုချီဝင်မဲ့ဘက်ကိုကျတော့ဘိုးတို့ချီကိုတစ်ခွက်တိုးမယ်ပေါ့เนาะအဲဆိုနှစ်တန်းရသွားပြီအဲ့ပြင်ဘူးတော့ဘာလို့လဲဆိုဒီမှာနှစ်ခွက်လျှော့ထားပြီးရင်နောက်ထပ်တစ်ခွက်လျှော့မယ်အဲ့တော့ဒီဘက်အောက်ဘက်ကချီကိုတစ်ခွက်လျှော့ရမို့လို့အပေါ်ကိုကျတော့ဘိုးတို့ချီကိုတစ်ခွက်ထည့်ယူမယ်အဲ့လိုမျိုးဘူးကိုဘယ်နှခါထိုးပေးရမှာလဲဆိုရင်အကွက်ကလေးအတိုင်လေးပေါ့နော်6တိုင်ထိုးပေးရမှာပါဘူးကိုအခုဒီမှာ3တိုင်ဆိုတော့နောက်ထပ်3တိုင်ကအဲ့လိုလေးပဲထိုးပေးပဲเนาะဒါဆိုရင်ဘိုးတို့ဒီမှာ1 2 3 4 5 6အဲ့တော့6ကွက်ပြီးသွားပြီဆိုရင်ဘူးတို့ဘာလုပ်တော့မှာလဲဆိုဒါဘူးလိုင်းပုံစံထိုးမှာမဟုတ်ဘူးလေအဲ့တော့ဘဘဘာလုပ်မှာလဲဆိုရင်ဒီနှစ်ကွက်ထိပြန်ဆင်းမှာပါဟုတ်ပြီနော်အဲ့ဒီနှစ်ကွက်ထိဘူးဘာလုပ်မှာလဲဆိုရင်ပြန်ဆင်းမှာအဲ့တော့ဒီနေရာမှာနှစ်ကွက်ထိပြန်ဆင်းမှာအဲ့တော့လေဒီနေရာမှာနှစ်ကွက်ထိပြန်ဆင်းမှာဖြစ်တဲ့ဘူးတို့ဒီဘက်ချီဒီဘက်ကိုယူပြီးတော့မှဒီလိုထိုးထည့်လိုက်လဲရတယ်အဲ့ပြီးမှအပေါ်10ကွက်ထိုးလဲရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့တကယ်ချင်းတော့ထပ်ဘယ်လိုလုပ်လို့ရသေးလဲဆိုရင်ဒီမှာဘူးတို့ဒီမှာပေါ့နော်ဒီမှာနှစ်ကွက်လွတ်ထားရမလားဒီမှာနှစ်ကွက်လွတ်ထားတာဒီမှာတော့နှစ်ကွက်လွတ်ထားဆိုတော့ဒီမှာ1 2 3 4 5 6 8ဒီကွက်8တောင်ဖြစ်နေ sorry 9ကွက်ဟုတ်ပြီနော်ပြန်ပြမယ်နော်1 2 3 4 5 6 အဲ့ဒီ9ကွက်ကနေချီဝင်လိုက်လဲရတယ်နော်အဲ့ဒီ9ကွက်ကနေချီဝင်ပြီးတော့မှထိုးလဲရတယ်ဘူဝါကျတော့ချီအကုန်ကျင်တော့လို့နော်အဲ့ဒါကြောင့်ဒီဘက်ဒီ9ကွက်ကနေပြီးမှထိုးမဲ့9ကွက်ကိုဘူဝါချီယူလိုက်တယ်ပြီးရင်ဘူတို့ဒီမှာအစပေါ်ဒီမှာ1 2 3 3ကွက်မြောက်မှာချီပြောင်းဝင်လိုက်မယ်အဲ့လိုဆိုလဲအဆင်ပြေတယ်ခုနကအချီကိုအောက်ဘက်ကနေစတွေ့တာအပေါ်ဘက်ကနေစတွေ့တာအဲ့ဒါပြင်ဘူးတို့ဘာလို့မှလဲတကွက်ရှော့ဒီမှာကအပေါ်ကဖြစ်သွားတဲ့အတွက်တကွက်တိုးယူမယ်တကွက်ရှော့မယ်မျက်စိလဲသွားလားမသိတော့ခုနကပုံစံတိုင်းမယ်နော်ဘူးချီကိုဒီအခါအပေါ်ကနေပြီးမှချီကုံတက်တာအောင်လို့ယူလိုက်တာမို့လို့ပါနော်အနံရှုပ်သွားမလားမသိဘူးနော်ဒီမှာအပေါ်ကနေချီပြောင်းဝင်တာနားမလဲဘူးဆိုလဲဘိုးပြန်ထုတ်ပြမယ်နော်ဘိုးတို့ဒီမှာလေချီကတကွက်ပြီးသားပြီတကွက်ပြီးသားတော့တက်အောက်ကိုပြန်သွားမယ်အဲ့တော့ဘိုးတို့ဒီမှာ3ကွက်မြောက်ကိုချီပြန်ဝင်မယ်ဟုတ်တယ်နော်3ကွက်မြောက်ကိုချီပြန်ဝင်မယ်ဘိုးပုံစံတစ်မျိုးနဲ့ထိုးကြည့်ဖို့လို့ကြည့်သေးတယ်နော်ဒါပေမဲ့မျက်စိရှုပ်သွားမှာဆိုလို့အဲ့တော့ဘိုးတို့ဒီမှာအပေါ်ဘယ်နှကွက်တက်မှာလဲ9ကွက်1 2 3 4 5 6 အဲ့တော့ချီကိုထိုးတဲ့ခါဘိုးတို့ဒီအောက်မှာချီရှိနေရမလားအဲ့ဒီချီကိုဒီဘက်အထဲရအောင်ယူလိုက်နော်သူ့အပြင်မထွက်စေနဲ့ဒီဘက်ပေါ့ဒီဘက်ကြံဆက်ထွားမဲ့ဘက်ကိုပဲချီကိုထားလိုက်ဒီဘက်မထွားရမဲ့ပိုင်းကိုမယူနဲ့ဒီဆက်ထွားမဲ့ပိုင်းတွေကိုချီထားမှာအဲ့တော့ဒီဘက်ဘိုးတို့ဒီအကထိုးတဲ့ခါကျတော့ဒီမှာ1 2 3 4 5 6အဲ့ဒီချီထဲကိုမှဘူးလို့ဘာလို့မှလဲဆိုရင်ဒီချီစားကိုကြာတော့ဒီမထိုးရသေးတဲ့ဘက်ကိုထည့်ပြီးတော့မှဒီချီကိုယူလိုက်မယ်အဲဆိုရင်ဘူးလို့ခုနလိုပုံစံမျိုးလေးပဲဒီမှာတစ်ခွက်ရှော့မယ်ပေါ်တစ်ခွက်တက်အဲ့ဒီပုံစံမျိုးလေးပဲဘူးလို့ဘယ်နှခွက်ထုတ်ပြမှလဲဆိုရင်6ခွက်ဒီလိုဆိုရင်လည်းဘူး2ကွက်ရသွားပြီအဲ့လိုလေးပဲဘူးတို့ချီကိုဘာလို့မှလဲဆိုရင်6တိုင်ထိုးပြီးသွားပြီဆိုရင်ဒီကနေစပြီးတော့မှပြန်ယူမယ်တစ်ကွက်ရှော့တစ်ကွက်တို့အဲ့လိုပုံစံမျိုးနဲ့ဘူးဒီဘက်ထိထိုးခဲ့ပြီးပါနော်
ဒါဆိုရင်ဘိုးတို့ဒီမှာအကွက်ကလေးပူဆိုရင်9ခွက်ရတယ်ပေါ့နော်အဲဆိုရင်နောက်တစ်ခုဘယ်လိုဆက်ထိုးမလဲဆိုတာဆက်ကြည့်ပေးပါအောင်နော်အဲ့ဆိုဘူးနောက်တစ်ရောင်တော့ဒီရောင်လေးနဲ့ထိုးကြည့်ပေးမယ်ပေါ့နော်အဲ့တော့ဘူးတို့ဒီမှာဒီဘာစပြီးထိုးတာဘူးဒီအောက်ကဒီ3ခွက်မြောက်ဆိုပြီးမှဒီအောက်ဘက်ကနေပြီးအပေါ်ကိုခြေကိုထိုးပေးခဲ့တယ်အဲ့တော့ဘူးဒီခါကျတော့အပေါ်ကနေပြီးမှခြေကိုဝင်ပြမယ်နော်အဲ့တော့ဘူးဒီမှာ1 2 3 4 5 6 8အဲ့ဒီခြေကိုဝင်မယ်နော်所以呢，马路毛呢，空不的世界所以呢，对吧？喏，底下什么的，你到里我查空，哎，你看那关喏，然后底下不如气温比所以，ဒီဘက်ဘိုးတို့ဒီမှာချီပိတ်တော့ဒီကွက်ထဲကိုချီဝင်လိုက်မယ်ဘိုးအမြဲတမ်းပြောရတယ်နော်ခုမှအစမှထိုးမဲ့သူတွေဆိုရင်တော့ဒီနှွေးပွားချီစာရေခဲချီလေးသုံးပေးပါနော်အဲ့ဒါဆိုရင်ထိုးရတာပို့ပြီးမှအခွက်တွေမြင်နေပေါ့နော်ကဲအဲ့ဒါပြီးရင်ဒီမှာကလေအောက်ကဘိုးတို့တကွက်ချင်းတက်သွားတာမလားရှော့သွားတယ်ပေါ့ရှော့တယ်ဆိုဘိုးကလည်းဒီမှာအပေါ်ကနေမှဘာလို့မှလဲဆိုရင်တကွက်ချင်းပို့တိုးပြီးမှယူသွားရုံပဲဒီအပေါ်ကနေအလိုက်တင်လေးပေါ့နော်ဒီအပေါ်တစ်ခွက်တိုးပြီးတော့မှယူသွားပြီးရင်အဆင်ပြေတယ်အဲ့ဒါပြီးရင်ဘိုးတို့ဒီမှာအကွက်ကဒီဘက်ဒီမှာဒီအကွက်ကထိုးထားဆိုတော့ဒီမှာအဲ့ကွက်တွေကိုချီဝင်တယ်အဲ့ဒီအပေါ်ကနေပြီးမှအလိုက်တင်လေးထိုးသွားရင်အဆင်ပြေရနော်ဒီမှာဒါဆိုတော့တိုင်ရဒီအပေါ်ကနေယူမယ်ပြီးရင်ဒီဘက်အကွက်ကလေးတွေကိုထိုးသွားမယ်ဒီအပေါ်တစ်ခုချင်းစီဘို့တိုးယူသွားတာပေါ့နော်ဘို့တို့ဒီမှာတစ်ခွက်ပြီးသွားပြီအဲဒီတစ်ခွက်ပြီးသွားရင်လည်းဘို့ဒီအောက်ကိုဘယ်လိုသွားမလဲဆိုရင်ဒီဘို့တို့ဒီချီကိုပဲဝင်လိုက်မယ်ပေါ့နော်သူရဲ့ဒီအောက်ကဒီရှစ်ခွက်မြောက်ကိုပဲဝင်မယ်ဝင်ပြီးတော့မှအပေါ်ကိုထိုးမယ်ဒီရှစ်ကြီးပဲဘူးဘာလို့ဆိုရဲနေရလဲမသိဘူးဒီမှာနော်ဘို့တို့ဒီမှာချီထွက်ထားတဲ့အပေါက်ကဒီမှာအဲ့တော့ဘို့တို့ဝင်မယ်ဆိုရင်1 2 3 4 5 6 9ဒီအကွက်เนาะအဲ့တော့ဒီချီဝင်ထားတဲ့ပေါက်ကိုပါထည့်ယူမှာပါเนาะအဲ့တော့ဘို့ဒီမှာချီကိုဒီမှာဝင်လိုက်မယ်ဝင်ပြီเนาะဒီချီဝင်ထားတဲ့ဟာဒီမှာဆိုတော့1 2 3 4 5 6 9အဲ့ဒီခွန်မှာချီပြန်ပြီးတော့မှဝင်လိုက်မယ်အဆိုရမလားမသိဘူးရှင်အဲဆိုဘို့ဒီဘေးအကွက်ကိုလည်းဘို့ဒီမှာဒီဘေးအကွက်ကဒီမှာအဲတော့ဒီမှာအကွက်ကိုလည်းဘို့ချီဝင်မယ်ချီဝင်ပြီးရင်အပေါ်ကိုတစ်ခွက်ဘို့ဘာလုံးမှာတော့တက်သွားမယ်အဲ့လိုလေးပဲဘို့ထိုးသွားရမှာပဲเนาะပုံမှန်ဒီမှာဘို့ထိုးသွားတဲ့လိုမျိုးလေးပဲဒီဘက်9ခွက်ရအောင်ထိုးလာခဲ့ရင်အဆင်ပြေတယ်เนาะဒါဆိုရင်လေဘိုးနှစ်ခုရသွားပြီပေါ့နော်အဲ့တော့အပေါ်ကိုလည်းလေကိုယ်စိတ်ကြိုက်ဒီအယောင်လေးတယောင်စီပြန်လာနေရတယ်ကြိုက်တဲ့အယောင်လေးရတယ်အဲ့ဒီမှာဘိုးဒီမှာလက်နဲ့အတကုံဖိပြီးတော့မှအာရပါရတွေခြီထိုးကြတော့ဒါလေးတွေခြီလေးပြတာဆိုလည်းကိစ္စမရှိဘူးเนาะအကလေးနဲ့ဒီလိုလေးပြန်ပြီးတော့မှဖွာပေးလိုက်ရင်ရပါတယ်เนาะဒါလေးအရန်ကိုမှလွယ်ပါတယ်เนาะဒီဇိုင်းလေးပေါ်တက်ရင်အယောင်လေးညှိတက်ရင်လှမယ်အိတ်ကလေးပါเนาะဒါဘူထိုးပြီးသွားတယ်ပေါ့နော်3တန်းပေါ့ဒီနေရာမှာလေဒီနှစ်ခုကိုကြတော့ဘူကလေဒီချီဝနာလေးတကြိုးလေးနဲ့ထိုးပြသွားတာเนาะဒီပန်းစီအောင်လေးကိုကြတော့ဘူကနှစ်ကြိုးနဲ့ထိုးထားတာပါเนาะဘာလို့လဲဆိုတော့ဟာကြတော့ထိုးကြည့်ရဒီမှာကျတော့ဘူတိတ်ပြမှသဘောမကျလို့ပေါ့နော်နှစ်ခုနဲ့ထိုးကြည့်ရအဆင်ပြေတယ်ပေါ့အဲ့ဒါကြောင့်ဘူကဒီမှာဒါကိုဟိုချီနှစ်ပင်ပိုးပြီးတော့မှထိုးလိုက်တာပေါ့နော်အဲ့တော့ဒီမှာလဲဘူနောက်တစ်យ៉ាងကိုလဲဘူဘာလို့မှလဲဆိုရင်ထားနေပဲဒီနှစ်ပင်ပိုးနဲ့ပဲဘူထိုးကြည့်တော့မယ်ပေါ့နော်ဒီမှာဆိုရင်ပေါ့လေဘူထိုးထားတာက1ရောင်2ရောင်3ရောင်4ရောင်အဲ့4ရောင်ကိုဆက်ပြီးတော့မှထိုးထားတာပေါ့နော်အဲ့တော့ခါကြတော့လေဘယ်လိုပြောမလဲတကယ်စင်းတော့လေ2ရောင်ပဲဆက်တော့ရမယ်ဆက်ရတယ်နော်ဘဝကြတော့ဘဝရွှေချီလက်ချန်လေးတွေကိုဘဝဆက်ထားတာအမှန်တော့ဒီရောင်နဲ့ဒီရောင်နဲ့အတူတူပဲနော်အဲ့တော့ဟာကြတော့ဘိုးဒီမှာကြမ်းတဲ့အပိုင်းလေးတွေကိုကြမ်းတဲ့အပိုင်းလေးကိုပိတ်တဲ့ခါကျရင်လေဘိုးအကြံပေးချင်တာလေဒီထိတ်ကနေပြီးတော့မှလေ
အလိုက်တန်လေးသာပိတ်သွားလိုက်ပါနော်အဲ့ဒါဆိုရင်ဘူဘူတို့အဆင်ပြေဒီထိတ်ကနေပြီးမှခြီဝင်မယ်ပြီးရင်ဒီခြီထွက်ထားတဲ့နေရာပေါ့နော်ဒီမှာတစ်ခုစီထားမှာကဘူတို့ဒီဘက်ဆိုရင်ဘူဒီဘက်တစ်ခွက်ကိုလွတ်ထားခဲ့ရလို့ခြီစထိုးတော့ပြောရလေအဲ့တော့ဒီတစ်ခွက်မဟုတ်ဘဲနဲ့ဒီဘေးကကက်ရက်ခွက်ကနေထိုးပြီးတော့မှအလိုက်တန်လေးထိုးသွားမယ်ဆိုရင်အဆင်ပြေပါတယ်နော်ဒီမှာဘူတို့ခြီဝင်လိုက်တယ်ဒီဘေးတစ်ခွက်ကလွတ်ထားရခွက်လို့လွတ်ခါခွက်ပဲနော်အဲ့တော့ဘူဒီမှာခြီကဒီမှာထွက်ထားပြတဲ့ဒီမှာပဲနော်ပြည့်တော့တစ်ခွက်သေးပဲဝင်လိုက်ရတဲ့ပုံစံမျိုးလေးပဲဖြစ်သွားတာပေါ့နော်အဲ့ဒီပုံစံမျိုးလေးပဲဘူတို့သွားလိုက်မယ်ပေါ့နော်ဒီမှာတော့ဘူချင်းနှစ်ပင်ယူထားရနော်အဲ့ဒါပြီးရင်ဒီဘက်ကထိတ်ကနေပဲဝင်မယ်ပြီးရင်ဘူတို့ဒီမဲ့အကွက်ကဒီမှာတစ်ခွက်လျှော့သွားတာဆိုတော့အဲ့လိုလေးအလိုက်တင်လေးထိုးသွားပြီးရင်ဆင်ပြေပါတယ်နော်ဒီမှာလေဒီနေရာဆိုရင်လေဘူတို့ဒီမှာကထိတ်ဆုံးမလားအဲ့ဒါဆိုရင်လေဒီဘက်ကိုကြည့်တဲ့ခါကျရင်လေဒီလေးမှုပွားချီနေဆိုရင်လေချီကိုခွဲပြီးတော့ကြည့်ရမှာเนาะအဲဆိုဘူးဒီမှာเนาะဒီနေရာထိရောက်တာတွေ့လိမ့်မယ်เนาะချီကိုနည်းနည်းလေးဖယ်ကြည့်မှအဆင်ပြေရတဲ့အပိုင်းလေးမို့လို့ပါเนาะအဲ့တော့ခါကျတော့လေဒီမှာချီကကိုကဒီကနေပြီးမှချီဝင်လိုက်ပြီဆိုရင်ဒီချီကိုဝင်ရမယ့်ပေါက်ဒီချီကိုဖယ်ကြည့်လိုက်တော့မှဒီအောက်ထိရောက်နေတာတွေ့ရလိမ့်မယ်ပေါ့เนาะအဲ့တော့သူအများနဲ့ပြောတယ်ခိုးမဆောက်ထိုးမဲ့သူတွေဆိုရင်မှုပွားချီထက်ရေခဲချီကိုပို့ပြီးတော့မှထိုးကြည့်ပါနော်မဟုတ်ရင်ဘူးဘူးတော့လည်းအဲ့လိုစစချင်းတော့ကရေခဲချီနဲ့ထိုးလိုက်တာဆိုတော့ဒီချီထိုးဖို့တော်တော်ကိုစိတ်ကုန်သွားတာငါလုံးနိုင်မှာမဟုတ်ဘူးဆိုတော့အတွေ့အမျိုးဝင်သွားသည်ဖြစ်လို့ပါအဲ့တော့ရေခဲချီကိုကောင်းကောင်းကြီးထိုးတတ်သွားပြီဆိုရင်တော့ဒီမွေးဖွားချီကိုပြောင်းပြီးတော့မှသုံးတာအဆင်ပြေပါတယ်ဒါတယောက်နဲ့တော့မတူဘူးပေါ့နော်ဒါဘူးဘူးရဲ့ချက်ပြချက်လေးပါဒါဆိုရင်ပေါ့နော်ဘူဘူတစ်ဖက်ပြီးသွားပြီပေါ့နော်ဒီနေရာမှာလေဘူဘူတစ်ခုပြောပြချင်တာဘာလဲဆိုတော့လေဒါကနေဒီမှာဒီနှစ်ယောက်မှကွာတာဒီနှစ်ယောက်မှကွာတာဒါဘူနှစ်ပင်နဲ့ထိုးထားတာပါနော်ဒါတပင်နဲ့ထိုးထားတာဒါတပင်နဲ့ထိုးထားတာဒါနှစ်ပင်နဲ့ထိုးထားတာဒါကွာခြားချက်ကိုပြရတာပါเนาะပြီးတော့ခါကျတော့ဒီဘက်ကိုကြည့်လိုက်ပါဘိုးဘိုးဒီမှာခြီစာသိမ်းထားရွှေရှက်မခတ်နေဘူးเนาะအဲ့တော့ကိုကခြီထိုးပြီးတဲ့အခါမှာခြီစားပေါ်နေရဆိုရင်လေသူ့အယောင်တိုင်းလေးပဲအောက်ကိုခြီစာသိမ်းသွားလိုက်အစိမ်းဒီအယောင်ကခြီစားပေါ်တာဒီဘက်ထဲကိုသွားမထိုးနဲ့เนาะအဲ့ဒါဆိုဒီအထဲကိုကြည့်ရခါကျရင်ကြည့်လို့မလှတော့ဘူးပေါ့เนาะအဲ့ဒါပြီးဒီဘက်ကိုလည်းခုနလေးပဲဘိုးဘိုးအလိုက်တင်လေးပဲခက်လိုက်ရပါပြီเนาะဒီမှာလေဘူဘူတို့ထိုးလာတာဒီလိုလေးရပြီပေါ့နော်ရပြီဆိုတော့ခါကျတော့ဘူကဒီမှာတကွက်လွတ်ထားခဲ့တဲ့နေရာလေးရှိသေးရပေါ့နော်အဲ့ဒါကိုဘူဘူတို့ကထိုးသွားမှာကို့မှာရှိတဲ့ရောင်နဲ့ပဲထိုးသွားလို့ရရနော်ဘူဘူကတော့ဘူမှာရှိတဲ့ရောင်လေးနဲ့ထိုးမှာပါနော်ဘယ်လိုထိုးမလဲဆိုရင်ဘူတို့ဒီအပေါက်ကလေးကိုပိတ်မှဖြစ်တဲ့အတွက်ဒီမှာခြီဝင်မယ်ပြီးရင်ဘာမှမခက်ဘူးနော်သူ့ဘေးကဒီမှာခြီဝင်ထားတဲ့အပေါက်ကိုပဲချီကိုပြန်ဝင်မယ်အဲဆိုရင်ချီစာလေးတိမ့်တိမ့်သွားပြီးတော့မှဘူးတို့ဒီအခွက်ကိုဝင်မယ်ပြီးရင်ဘက်ကနေချီပြန်ထွက်မယ်အဲ့လိုလေးနဲ့အပေါ်ကိုတက်သွားပြီးရင်ရပါတယ်နော်လွတ်ထားခဲ့လို့မရဘူးလားဆိုတော့ခါကျလွတ်ထားခဲ့ရင်じゃဘူးတို့ဘေးပိတ်ချုပ်တဲ့ခါကျရင်ကြည့်ရတာတိတ်အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်ဘူးကဒီဘက်တစ်ဖက်ကိုပိတ်လိုက်တာပါဘူးတို့ခုဘေးပိတ်လေးထိုးမယ်ပေါ့နော်ဘေးဖိတ်လေးရလေပုံမှန်တိုင်းလေးထိုးရင်လည်းရတယ်ဒီမှာ9ခွက်ရှိလို့9ခွက်စီတက်သွားမယ်ဆိုလို့ရတယ်ဒါဘိုးဒီဘက်ကို9ခွက်စီတက်ပြီးထိုးတာပေါ့နော်ဒါပေမဲ့ထိုးရတာတိတ်စင်မပြေဘူးအားကြောင့်ဘိုးကတော့ဘယ်လိုပြောမလဲပုံမှန်တိုင်းလေးပဲထိုးသွားပါမယ်နော်အဲ့တော့ဘယ်လိုလုပ်မလဲဆိုရင်ဒီမှာ9ခွက်မို့လို့ဒီချီဝင်ပြီးတော့မှ9ခွက်စီတက်ပါမယ်အဲ့တော့ခါကျတော့ဘိုးတို့ဒီမှာဝင်လိုက်ပြီဒီမှာ1 2 3 4 5ဒီကွက်ပေါ့အဲ့တော့ဒီကွက်ထဲမှာခြီဝင်မယ်ဟိုလေကိုတော့ကြားတဲ့ပုံစံမျိုးလေးနဲ့လည်းထိုးလို့ရပါတယ်နော်အဲ့လိုလေးနဲ့ဘူးတို့ထိုးလာရင်လည်းအဆင်ပြေတယ်ပေါ့နော်အဆင်ပြေတယ်လို့တကယ်ချင်းတို့ချိန်တဲ့ပုံစံနဲ့ထိုးလို့ရပါတယ်ဘေးပိတ်လေးရတော့နော်တကယ်စတော့ဘာလို့ဒီလိုမျိုးစိုက်တဲ့ပုံစံနဲ့ထိုးလို့ပြောရလဲဆိုတော့လေဘူဒီချီထိုးနည်းလေးကိုဘူတွေ့ရကြ YouTube ပေါ့နော်YouTube ကနေမှအဲ့လိုထိုးပြထားတဲ့ဥစ္စာလေးကိုဘူဘပြန်ထိုးပြသူကတော့ဘယ်လိုလွယ်တဲ့အိတ်ကလေးထိုးပြတာပေါ့နော်ဘူဘကကျတော့ဒီဘေးလွယ်အိတ်လေးထိုးပြတာဖြစ်တဲ့အတွက်ဘယ်လိုပြောမလဲနည်းနည်းလေးပုံစံကွဲတာပေါ့နော်သူကကျတော့ဘေးလွယ်အိတ်လေးဆိုတော့ဟာကျတော့တခါနဲ့ချီကိုဒီပုံစံတိုင်းလေးပဲဒီပုံစံနဲ့တိုင်းလေးပဲသူကတော့ထိုးသွားပါတော့ကိုရီးယားကျတော့ wallet လေးဆိုတော့နည်းနည်းလေးတစ်မျိုးလေးဖြစ်သွားတာပေါ့နော်အဲဒါကြောင့် paper လေးကိုကြိုက်စမိလို့ထိုးပါလို့ပြောတာပါရှင်
အဲ့ဒါဆိုရင်ဒီမှာဘဘတို့ဘေးပိတ်လေးရဲ့ဒီမှာကိုယ်တယ်လေးရပြီဆိုတော့ဘဘတို့ဘေးပိတ်လေးထိုးပြီးတော့မှပိတ်လိုက်ရင်ရပါပြီရှင့်အခုဘဘတို့ဘေးပိတ်လေးထိုးမယ်ပေါ့နော်ဘေးပိတ်ကတော့ဘဘရဲ့ဒီဗီဒီယိုတွေကြည့်ဝဲသူဆိုရင်တော့ဘေးပိတ်တဲ့နေလေးရဘလို့ဆိုတာအကုန်လုံးသိမှာပါပေါ့နော်အဲ့တော့ဘဘတို့ဘေးပိတ်ထိုးမယ်ဆိုရင်ဒီကလိုအပ်တာတော့ဒီမှတ်ချိတ်လေးလိုရဲပေါ့နော်ကိုဒီမှာထိုးမဲ့ဒီထိတ်နှစ်ခုကိုကော်ချက်လေးထိုးဘယ်လိုပြောမလဲချိတ်လိုက်မယ်ပေါ့နော်ဘိုးဆိုဒီမှာကော်ချက်တွေပြီးရင်ဒီမဲ့အစုံပေါ့အဲ့အစုံမှာကော်ချက်လေးထည့်လိုက်မယ်အဲ့ဒါပြီးရင်ဘိုးတို့ဘာလုပ်မလဲဆိုရင်ဘေးပိတ်စာပိတ်မယ်အဲ့ဒီမှာဘိုးတို့တတိထားမှာကဒီမလှဘက်ချမ်းကိုအထဲမှာထားမှာเนาะအလှဘက်ချမ်းကအပြင်မှာထားမယ်ဒီမှာလည်းအဲ့လိုပဲဘေးပိတ်ကလည်းအလှဘက်ချမ်းကအပြင်မှာမလှဘက်ချမ်းအထဲမှာအဲ့လိုလုပ်ပြီးမှဘိုးတို့ပိတ်မယ်ဆိုရင်တော့ဘိုးတို့အဆင်ပြေမှာပါเนาะမဟုတ်ရင်ဒီကုလုံးထိုးပြီးတော့ပြန်ဖြတ်ရလိမ့်မယ်เนาะအဲ့ဒါပါပဲเนาะဘေးပိတ်ကတော့ပုံမှန်ဘူးတငယ်ချင်းတွေဘိုးရဲ့ဗီဒီယိုကိုကြည့်ဖို့နေကြသူတွေဆိုရင်တော့ဘေးပိတ်တာမခတ်တော့ပါဘူးเนาะအဲ့တော့ဘိုးတို့ပိတ်မယ်ဆိုရင်ဒီချီကိုဘိုးကတော့ဒီဘေးပိတ်တာကိုချီနှစ်ကျိုးယူလိုက်တယ်ပေါ့เนาะအဲ့နှစ်ကျိုးယူပြီးတော့မှဘိုးတို့ချီကိုစာပြီးတော့မှပိတ်ပါတော့မယ်ဘိုးကကျတော့ဒီမှာချီကိုထုံးလိုက်တယ်ပေါ့เนาะဒါဆိုဒီမှာလဲချီသိမ်းရမှာရောချီယူရမှာရောဆိုရင်ရှုပ်သွားမှာစိုးလို့ပါเนาะအဲဆိုရင်ဒီအစားနှစ်ခုမှအရင်ဆုံးဘိုးတို့စပြီးမှထည့်ရတယ်နော်ဒီမှာဘိုးဘိုးချီဝင်လိုက်တဲ့ဆိုရင်ဒီမှာထုံးထားလေးရဒီမှာဆိုတော့ထင်းရတာအဆင်ပြေသွားပြီပေါ့နော်ပြီးတော့မှချီစာလေးနဲ့ဒူထားလေးကိုတင်သွားရင်အဆင်ပြေပါလိမ့်ရှင်အဲ့တော့ထိုးတက်တဲ့သူတွေကတော့မချီပဲနဲ့ဆက်ပြီးတော့မှထိုးရင်ရပါပြီနော်အဆင်ပြေသလိုလေးဒီဘေးပိတ်လေးကိုပိတ်လိုက်ရပါပြီရှင်ဒီနှစ်ကျိုးရဲ့ယူတဲ့ခါကျရင်လေချီကိုနှစ်ပင်ဆွဲပြီးနော်တပင်ရှော့တပင်တင်းဆိုဆင်ပြီးနှစ်ပင်တင်းတင်းလေးဆွဲပြီးပြီးရင်ဒီမှာချီကိုတူတူလေးမှတဲတဲ့အပေါက်ကလေးမှာညီညီလေးတွေထိုးပေးသွားမယ်နော်အဲဒါဆိုပြီးတော့မှပြီးရင်ဒီဘက်ကချီလေးကိုလည်းတင်ပေးသွားမယ်အဲ့လိုလေးထိုးပြီးသွားပြီးတော့ဘူတို့ဒီအောင်ဆုံးရအောင်ပြန်တွေ့မယ်နော်အခုဒီမှာဘူတို့ထိုးလာတာဒီဘယ်လိုပြောမလဲအချွန်နေရာကိုရောက်ပြီပေါ့နော်အဲ့ဒီခါကျရင်တစ်ချက်တတိထားမှာကဒီအချွန်ဒီတစ်ချက်တည်းဘူတို့ဒီလိုပုံမှန်လို့တစ်ချက်တည်းထိုးထားရင်ဒီအချွန်လေးထွက်နေရမှာမလို့ဒီမှာ2ပေါက်လောက်တော့ပေးပါနော်ဘူရီတွေးကြီးတဲ့လောက်ဒီမှာ9ဒီမှာ17ဆိုတော့နည်းနည်းလေးတော့ပိတ်ပိတ်လေးဖြစ်အောင်တော့တကယ်ကျွန်တော်အနေနဲ့နည်းနည်းလေးညှိပြီးတော့ထိုးမှရမယ်နော်ဒါကိုကြတော့2ခါလောက်ဒီတစ်ပေါက်ထဲမှာ2ခါလောက်ပိတ်ပြပါနော်ဒီလိုလေးကန်ကြည့်လိုက်မယ်ဆိုဖို့ဒီမှာပေါ့ဒီအချွန်လေးမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးလေးကြစ်ကြစ်လေးထိုးပေးလိုက်ရရင်နော်ပို့ဆိုဒီဘက်တစ်ပေါက်ထဲမှာ2ခါထိုးရဲဒီဘက်တစ်ပေါက်ကနေမှဒီလိုလဲဆိုဒီအပေါက်လေးထဲမှာဟို3ခါဖြစ်သွားတာပေါ့နော်ဒီအစွန်စွန်ဒီဒီပင်တွဲထားတဲ့နေရာမှာ2ခါသူ့ရဲ့ဒီဘက်ဘေးကဲရဲ့အပေါက်မှာ1ခါဆို3ခါလောက်တော့တွဲချုပ်လိုက်တယ်နော်ပို့ဒီမှာစတက်တာလေးထိုးပြီးသွားပြီပြီးရင်အိတ်လေးရပြီပေါ့နော်ဒီမှာပိတ်လေးရလဲဒီမှာပြီးသွားပါပြီရှင်